မြေဈေးပဲပေးအိမ်ကတော့မြစ်တာလက်ဆောင်ရမယ်ဆိုရင်စိတ်ဝင်စားလားပြုံးလင်မျိုးမှာနတ်ဖွက်ထားတဲ့နေရာလေးတစ်ခုလို့ကိုတင်စားလို့ရပါတယ်။ဂရန်မြေအမျိုးအစားဖြစ်ပြီးတော့မြေအခြေကလည်း3.5 ဧကဖြစ်တဲ့အတွက်ပြုံးလင်မျိုးမှာဒီလိုမြေအခြေမျိုးကိုဈေးနှုန်းချွတ်သားစွာနဲ့ဝယ်ယူနိုင်ဖို့ဆိုတာကရှားသွားပါပြီ။ပြုံးလင်မျိုးရက်ကွက်ကြီးခွန်တောင်ရရနာမှာတည်ရှိပြီးတော့လမ်းမကြီးကိုမိတင်နေတဲ့ဧကအကွက်ကလေးပဲဖြစ်ပါတယ်ခင်ဗျာ။ခြံအဝင်လမ်းကိုကွန်ကရစ်ခင်းထားပြီးတော့ခြံထဲမှာဆိုရင်လည်းနှစ်ရှည်အရေးရအပင်တွေနဲ့သီးပင်စားပင်တွေအပြည့်စိုက်ပျိုးထားပါတယ်ခင်ဗျာခြံထဲကိုဝင်လိုက်တာနဲ့လက်ဆက်တဲ့လေတူစိမ့်ဆုံနေတဲ့သီးပင်စားပင်တွေနဲ့မြင်မာတဲ့တီရှူးပီကြီးတွေကလူချင်းမင်းကိုစီးကြိုနေမှာပါမြေဈေးပဲပေးအိမ်ကတော့မြတ်တာလက်ဆောင်ထည့်ပေးလိုက်ပါမယ်ဆိုတဲ့စကားအတိုင်းတကယ်ကိုတန်ဖိုးရှိတဲ့နေရာလေးပဲဖြစ်ပါတယ်3.5 ဧကကျယ်ဝန်းတာကြောင့်မိမိစိတ်ကူးရှိသလိုအကောင့်ထဲဖုံလို့ကောင်းတဲ့နေရာလေးလည်းဖြစ်ပါတယ်ဒီခြံထဲမှာပင်မအိမ်အပြင်ခြံစောက်အတွက်တီးတန့်အိမ်တစ်လုံးလည်းပါဝင်ပါတယ်ခင်ဗျာအခုအားလုံးသိချင်နေတဲ့ဒီခြံရဲ့ဈေးနှုန်းကိုပြောပြပေးပါမယ်ခင်ဗျာခြံကျယ်က3.5 ဧကကျယ်ဝန်းပြီးတော့ဂရန်မြေအမျိုးအစားဖြစ်တဲ့ခေါ်ထားတဲ့ဈေးနှုန်းကလည်း3,200ဖြစ်ပါတယ်ခင်ဗျာပိုင်ရှင်ဓာတ်ရိုက်စိတ်ကြိုက်ဈေးစကားပြောဆိုနိုင်ပါတယ်ဒီ channel လေးကိုစိတ်ဝင်စားရဲဆိုရင်ကျွန်တော်ရဲ့ဖုန်းနံပါတ်399663589343ကိုဆက်သွယ်ဆောင်စားနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာတောင်ပေါ်ရွာလေးတဲ့ကိုယ်ပိုင်ချမ်းလေးနဲ့လိမ်မော်ဆိုင်ခင်းငယ်